Sona ကကျွန်တော်တို့ download လုပ်လိုက်တဲ့ဒီ blueprint file လေးကိုအဲ့ဒီ blueprint file လေးကို SolidWorks ထဲကိုအရင်ဆုံးထည့်မယ်ပေါ့နော်နံပါတ်1ဆိုတော့ unit ကတော့ကျွန်တော်တို့ metric millimeter နဲ့ပဲဆက်မယ်နော်အဲ့တော့ကျွန်တော်ဆက်မဲ့ unit တွေကိုတစ်ချက်ဆက်ပေးပါနော်တခြား unit ဖြစ်နေတယ်ဆိုရင်ဒီ mmgs ကိုတစ်ချက်ပြန်ပြီးတော့ပြောင်းပြီဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီပုံဆက်ဖို့အတွက်top plane ကနေယူလိုက်မယ်နော်ဆိုတော့ top plane ကိုကျွန်တော်တို့ဘာလို့ယူလဲဘယ်လိုအခြေအနေရကြလဲဆိုတာတစ်ချက်ပြောမယ်အကယ်၍ဒီကျွန်တော်တို့ design ဆွဲမဲ့ဒီကဖုံးပေါ့နော်ဖုံးကကျွန်တော် downlight ဒီထောက်မြေပြင်ပေါ်မှာတခုခုမှာဖုံးကိုထောင်နာတဲ့ပုံရချင်တယ်ဆိုရင် front plane သို့မဟုတ် right plane ဒီနှစ်ခုကိုကျွန်တော်ဆွဲလို့ရတယ်နော်ဘာလို့ဆိုတော့ဒီ plane နှစ်ခုကကျွန်တော်တို့ဒီထောင်နေတဲ့ပုံစံမျိုး vertical ပုံစံမျိုးဖြစ်တယ်ပေါ့နော် top plane ကကျွန်တော်ဒီရိုးကျွန်တော်တို့ H2 model နဲ့ဆွဲမယ်ဆိုရင်ဒါလှည့်ထားတဲ့ပုံစံမျိုးအဲ့တော့ဒီလှည့်ထားတဲ့ပုံစံမျိုးရချင်တယ်ဆိုရင် top plane ရဆွဲဒါမှမဟုတ်ထောင်ထားတဲ့ပုံစံမျိုးရချင်တယ်ဆိုရင်ဒီ front plane နဲ့ top plane ကနေဆွဲလို့ရတယ်ဆိုတော့အရင်ဆုံးဒီမှာ top plane ကနေ select ပြီးတော့ sketch ဝင်လိုက်မယ်နော်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ sketch picture ဆိုရဲ feature လေးတခုရှိတယ် command လေးတခုရှိတယ်ဒါကကျွန်တော်တို့ဒီ default command list မှာတော့မပါဘူး customize လုပ်ပြီးတော့ပြန်ပြီးတော့ထည့်ရတဲ့ဟာဆိုတော့ဒီဟာကိုရွေးလိုက်မယ်ရွေးပြီးတော့ Sona ဒီပုံပေါ့နော်ဒီပုံကိုကျွန်တော်တို့ open လုပ်လိုက်မယ်ဒီပုံကို open လုပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီပုံရလာပြီဆိုရင်ဒီရလာတဲ့အတိုင်းကျွန်တော်တို့ကထားလို့မရအောင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော် scale တွေအရင်ဆုံးသတ်မှတ်ရမယ်ပေါ့နော် scale တွေအရင်ဆုံးသတ်မှတ်ဖို့အတွက်အဓိကတော့ main ကတော့ကျွန်တော်တို့ဒီဖုံးရဲ့ဒီ rectangle ပေါ့နော်အလျားနဲ့အနံ length နဲ့ width နဲ့ပေါ့အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ကဒီ sample အနေနဲ့ standard အနေနဲ့ယူရမယ်ဆိုတော့ဒီပုံမှာဆိုရင်သူ့ရဲ့ဒီ actual length ကဒီထဲမှာပေးထားရဆိုရင်ဒီမှာ1 2 3ပေါ့နော်ထားပါတော့ဒီအနောက်ကဟိုဒီကကျွန်တော်မသိဘူးဆိုတော့1 2 4လောက်ကျွန်တော်ယူလိုက်မယ်နှီးဆက်ဆုံးဒီကောင်းဆိုရင်59 60လောက်ရှိလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ဒီ point ကိုဒီ corner point ကိုကတ်လိုက်မယ်နော်ဒီ down point လေးပေါ့နော် corner point ကိုကတ်လိုက်ကတ်ပြီးတော့ဆိုတော့အဓိကတော့ကျွန်တော်တို့ဒီဒါလေးကိုနော်ဒီ origin point ကိုကတ်လိုက်ပါနော်ဒီကောင်ကကျွန်တော်တို့က down လို့ဒီမှာနည်းနည်းလေးကျွန်တော်တို့ယူရတာခတ်တယ်နော်အဓိကဒီ line လေးကိုကျွန်တော်ယူချင်တာဒီ line က point လေးကိုကင်ဖို့ကရနော်ဒီပေါ်တင်လိုက်ကျွန်တော် order command လေးတစ်ချက်နှိပ်ပြီးတော့နောက်ထပ်ဘာလုပ်မလဲဆိုတော့ဒီထိတ်က point နော်အဲ့ဒါလေးကိုကျွန်တော်ဒီနားလေးကိုရွှေ့လိုက်နော်ရွှေ့ပြီးတော့တက်လာတဲ့ဒီ modifying box မှာတက်လာတဲ့ကောင်ကိုဒီမှာလက်ရှိက image size က114ဖြစ်နေတာဒီကနေဒီကျွန်တော်တို့လိုချင်တာဒီထဲမှာပေးထားတဲ့ dimension ရဆိုရင်ကျွန်တော်60လောက်ထားလိုက်မှာပေါ့နော်ဆိုတော့60လောက်ကျွန်တော်ယူလိုက်60 enter လောက်နော်ဒါဆိုရင်တော့ဒီမှာ16 milli ကွက်တိဖြစ်သွားပြီပါ size ကဘာလို့ဆိုတော့ပုံရဲ့ size ကကျွန်တော်တို့ရှိချင်တဲ့လောက်ရှိမယ်တကယ်လိုချင်တဲ့ accurate size SolidWorks ထဲမှာသတ်မှတ်ချင်တဲ့ accurate size က60ဆိုရင်ဒီသူ့အတိုင်းဖြစ်ဖို့လိုတယ်ပေါ့နော်ဆိုတော့
lens နဲ့ width နဲ့ကကျွန်တော်နှစ်ခုစလုံးလောက်ဆောင်မလို့တစ်ခုပဲတတ်မှတ်လိုက်ကျွန်တော်ဟာတော့သူ auto ဖြစ်သွားတယ်ဆိုတော့ဒီမှာကျွန်တော်တို့ full image တွေတော့ပြီးတော့ဒီမှာ transparency ကို image transparency လေးကိုကျွန်တော်နည်းနည်းလောက်လျှော့လိုက်နော်ဒီမှာကျွန်တော်ဘယ်လောက်ထားမလဲဆိုရင် 0.6 လောက်ထားလိုက်နောက်ပြီးကျွန်တော် imagine နေနော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်ဒီပုံကျွန်တော်တို့ reference ယူလို့ရတယ်ပြီးဒီကနေပြန်ထွက်လိုက်ပါနော်ဆိုတော့ဒါကဒီ reference image attack ပေါ့ဖြစ်နိုင်တယ်ဆိုရင်တော့ကျွန်တော်ဒီ sketch ကို rename လုပ်ထားပြီပေါ့နော် sketch ကို select right click လုပ်ပြီးတော့ rename လုပ်ထားလိုက်rename ကိုကျွန်တော် REFERENCE reference ဆိုပြီးတော့နာမည်ပေးထားလိုက်ပါနော် okay အဲ့တော့နောက်တစ်ခုဒုတိယတစ်ဆင့်ကကျွန်တော်တို့ top plane ကို select နောက်တစ်ခါ top plane ကို select မယ် sketch ပြန်ဝင်ပြီးတော့ကျွန်တော် rectangle ဒီမှာတော့ corner rectangle နဲ့ပဲယူလိုက်မယ်နော်ဒီနေရာလောက်ကနေကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီပေါ်အတိုင်းပဲကျွန်တော်လိုက်ဆွဲလိုက်ပါနော် rectangle တခုဆိုတော့ပြီးတော့သူကဒီမှာ failure လေးတွေလောက်ထားတယ်ပေါ့နော်အဲ့တော့ failure command ဒီမှာရှိရ sketch failure ကကျွန်တော်တို့ဒီမှာ10 milli လောက်နဲ့ဆို quantity ဖြစ်တယ်နော်ဒီမှာအဲ့တော့10 milli နဲ့မရဘူးဆိုရင်ကျွန်တော်တို့အဆင်ပြေတဲ့ဒီ failure radius ပမာဏတစ်ခုကျွန်တော်တို့တစ်စင်လိုက်ပြီးတော့ adjust ပြန်လုပ်ရမှာအဲ့တော့ဒီ corner point ၄ခုစလုံးကိုဒီမှာ select ပေးလိုက်မယ်နော်ပေးဒီမှာအမှန်ချင်းနောက်တစ်ခါအမှန်ချင်းထပ်ပေးလိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာပထမတစ်စိတ်ရပြီဆိုတော့အရင်ဆုံးဒီကောင်ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ H2 တင်လိုက်မယ်နော်ဒီ shape လေးကို H2 တင်လိုက်မယ် H2 ကဒီဘက်မှာပေးထားတဲ့ thickness က 7.6 ဆိုပြီးတော့အဲ့တော့ကျွန်တော်တို့ feature H2 ပေါ်ပေးနေ7.6 under ပါနော်ဆိုတော့လောလောဆယ်ကျွန်တော်တို့က plane ကိုအောက်ကိုချလိုက်နော်ဒီအပေါ်ဘက်ကိုသွားတာမဟုတ်ဘဲနဲ့အောက်ဘက်ကို direction ချပေးလိုက်နော် okay ပြီးကျွန်တော်တို့ဒီမှာအမှန်ကြီးချက်လိုက်မယ်နော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီသူ့ရဲ့အပေါ်ကနေထပ်ပြီးကောက်ချောင်းထပ်လိုက်ပြီးတော့ကျွန်တော်တို့ဆွဲလို့ရသေးတယ်အဲ့တော့ဒီ top plane ပေါ့နော်ဒီအပေါ်မြင့်တဲ့ပြင်ပေါ့ဒီကောင်အဲ့ top plane မှာကျွန်တော်နောက်ထပ် sketch နောက်တစ်ဆင့်ထပ်ဝင်မယ်နောက်တစ်ဆင့်ထပ်ဝင်မယ်ဒီခါကကျွန်တော်တို့ဘာအတွက်လဲဆိုတော့အလေကဒီမှန်ဒီ screen ပေါ့နော် glass screen အတွက်ဆိုတော့ဒီ 3D command တွေထဲမှာဒီ H2 box space ကိုပဲကျွန်တော်တို့အဓိကသုံးပြီးတော့ဆွဲလို့ရတဲ့ model လေးတစ်ခုရှင်းပြတာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာကျွန်တော် rectangle ကိုဒီကနေဒီသူကောက်ချောင်းရှိတဲ့ shape ရှိတဲ့အတိုင်းပဲကျွန်တော်တို့ပြန်ပြီးတော့လုပ်မယ်ပေါ့နော်အဲဒီမှာဒါလေးဆိုတော့ဒီဟာအတွက်ကျွန်တော်တို့ကဒီဖုံးရဲ့မှန်လေးကိုဒါကျွန်တော်တို့မတိမတာပေါ့နော်မတိမတာကျွန်တော်အောက်ထဲကိုဒီ feature H2 gap ပေါ့နော်sorry H2 gap မလုပ်ဘဲနဲ့ရ H2 ပေါ်ပြီးနေမှာတင်လိုက်မယ်ဒီအပေါ်ဘက်ချမ်းပေါ့နော်ဘယ်လောက်တင်လိုက်မလဲဆို point ကျွန်တော်တို့0.1လောက်ပဲနောက်အဓိကဒီမျက်နှာပြင်နှစ်ခုကွဲပြားသွားအောင်လို့နော်ဒီမျက်နှာပြင်နဲ့ဒီမျက်နှာပြင်နှစ်ခုကိုကျွန်တော်ကွဲပြားသွားခြင်းစင်လားဒီနေရာမှာကျွန်တော်တို့ဒီ confirm လုပ်လိုက်ပါနော်ဒါမျိုးလေးဖြစ်သွားမှာနော်မျက်နှာပြင်နှစ်ခုကွဲသွားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ reference image ဆိုတာဒီ sketch ကြီးပေါ့နော်ဒီဟာကြီးကဒီ reference image အဲ့ဒါကိုကျွန်တော်တို့ဖြောက်လိုက်ပြန်ပေါ်လိုက်လုပ်လို့ရတယ်အဲ့ဒါအရေးကြီးတယ်နော် select right click edit နော်အဲ့တော့လိုရင်ကျွန်တော်တို့ပြန်ပြီးတော့ select right click show မလိုရင် select right click hide ဆိုပြီးတော့ပြန်လုပ်လို့ရတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာလက်ရှိကျွန်တော်တို့ဆွဲနေတဲ့ပုံရဲ့ဒီအခြေအနေထိဘာတွေပြီးပြီဆိုတော့ကျွန်တော်တို့တစ်ချက်ပြန်စစ်လို့ရတယ်ပေါ့နော်အဲ့တော့ခဏပြန်ဖွင့်လိုက်မယ်ဆိုတော့ဒီမှာဘာတွေကြံအောင်မလဲဆိုတော့ကျွန်တော်တို့ဒီအလဲကမှန် screen တွေရပြီးသွားရင်ဒီနေရာလေးတွေကြံမယ်ပေါ့နော်ဒီပြီးသွားရင်ဒီဒါလေးတွေကြံမယ်ပြီးရင်ကျွန်တော်တို့ဘေးကဖုံး cover ပုံစံလေးရှိပြီဆိုတော့ဒီနေရာမှာအခုကျွန်တော်တို့က blueprint ယူထားတယ်ဆိုပေမဲ့ design ကိုကျွန်တော်တို့လို adjust လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်က reference image ကိုခဏဖြောက်လိုက်မယ်နော်ဆိုတော့ဘေးကိုကျွန်တော် aluminum cover လေးထည့်လိုက်မယ်နော်ပတ်လေဘေးပတ်လေ aluminum cover လေးတစ်ချက်ထည့်လိုက်မယ်ဆိုတော့ကျွန်တော်ဒီမျက်နှာပြင်ကိုပဲ sketch ဝင်လိုက်ပါမယ်နော် sketch ဝင်လိုက်မယ်ဝင်ပြီးတော့ဆိုတော့ဘာလုပ်မလဲဆိုတော့ကျွန်တော်ကဒီပတ်လေဒီအနားတွေကိုပြန်မဆွဲချင်တော့နော်မဟုတ်ကျွန်တော်ပြန်ဆွဲရမှာဆိုတော့ဥပမာကျွန်တော်ဒီပတ်လေအနားတွေကို
ဒီကနေကျွန်တော် rectangle ယူတယ်ပြီးတော့ရင် failure 10ဘာညာဆိုပြီးကျွန်တော်ပြန်ဆွဲဒါဆိုရင်ကျွန်တော်ကြားတယ်နော်အဲ့တော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီရှိရဒီ act တွေကို select ပေးပြီးတော့ convert entity ခေါ်ပြီးတော့ copy ပြန်ယူလို့ရတယ် act ဆိုတာဒီ down အနားတွေဘေးပတ်လေအနားတွေပေါ့နော်ဆိုတော့ convert entity ကိုယူလိုက်ယူပြီးတော့ကျွန်တော်တို့ဒီအနားလေးတွေပေါ့နော်ဒီပတ်လေလိုအပ်တဲ့အနားလေးတွေကိုညနေပြင်ကိုတော့တွားပြီးတော့ select မထောက်မိစေနဲ့နော်အဲ့ဒါအရေးကြီးတယ်ဒီပတ်လေအနားဒီမှာကျွန်တော်တို့ act ဆိုပြီးတော့ပေါ့အကယ်၍ကျွန်တော်တို့ဒီဒါဆိုရင်ဒါ face ဖြစ်သွားပြီ face ဆိုရင်ကျွန်တော် act တွေအကုန်ပြောက်သွားပြီနော် clear လောက်လာအကယ်၍ face ကို select မိသွားတယ်ဆိုရင် escape တစ်ချက်ပြန်နေ convert entity ခေါ်ပြီးတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီဘေးထောက်နေတွေပေါ့နော်ထောက်အနားလေးတွေပဲတည်တဲ့ပေးအမှန်ကြီးချလိုက်နော်အဲ့ဒါဆိုဒီမှာတစ်ချက်မြင်လားမသိဘူးဒီမှာ sketch အမဲရောင်လေးပေါ်လာပြီနော်အဲ့ဒါကိုကျွန်တော်တို့ကဒီသူတစ်ခုတည်းရှိအောင်လည်းတော့မရသေးဘူးကျွန်တော် offset 1 mm လောက် offset ပြလိုက်မယ်1 enter ဒီအပြင်ဘက်ချမ်းပေါ့နော်ဒီ line တစ်ခုခုကိုဒီပတ်လေးကကျတဲ့နေရာတစ်ခုခုကိုထောက်လိုက်ပြီးရင်ဒီမှာကျွန်တော်တို့ဒီမှာ select chain ဆိုတာအမှန်ကြီးပြီနော် select chain ကိုအမှန်ကြီးပြီးမထောက်ဆိုရင် select ထားတဲ့နေရာတစ်ခုပဲသူကဒီ line offset ပြပေးမှာအဲ့တော့ select chain ကိုအမှန်ကြီးနှိပ်မှလားပတ်လေအကုန်လုံးပွားသွားမယ်နောက်တစ်ခုက reverse ဆိုတာအတွင်းထဲဝင်တာပေါ့နော်ကျွန်တော်အတွင်းထဲဝင်နေတာမဟုတ်တဲ့အတွက် reverse ကိုဖြုတ်လိုက်မယ်ဒီမှာတော့ကျွန်တော်တို့ဒါ1 mm လောက်တော့ထားလိုက်ပေါ့နော်ဒါကြောင့်1 mm ပေါ့ပြီးဒီမှာကျွန်တော်အမှန်ကြီးနှိပ်မယ်ပြီးသူ့ကို feature h2 ပေါ်ပြီးနဲ့ direction ကိုကျွန်တော်အောက်ဘက်ကိုဆင်းလိုက်မယ်ပေါ့နော်အောက်ဘက်ကိုကျွန်တော် Sona ကယူတဲ့ဒီ6 mm အတိုင်းပဲ6.5 sorry 6.5 mm တက်7.5 ဖြစ်မယ်ဟုတ်တယ်နော် sorry 7.5ဆိုအောက်ဘက်ကျွန်တော်7.5ပြန်ဆက်လိုက်တယ်ဒီနေရာမှာ mesh recess ကိုကျွန်တော်တို့အမှန်ကြီးဖြုတ်ပေးပါဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်ကဘေးပတ်လေ aluminum cover အနေနဲ့ပတ်တစ်ခုအနေနဲ့ကျွန်တော်တို့ထားချင်တာဖြစ်တဲ့အတွက်နော်ဒီဟာကိုတော့အမှန်ကြီးဖြုတ်ပေးရမယ်အမှန်ကြီးထည့်ပြီးတော့ confirm လုပ်မယ်ဆိုရင်ဒီနှစ်ခုကအလဲရ frame နဲ့ပေါင်းသွားလိမ့်မယ်နော်ဒါမှကျွန်တော်တို့အခုလိုမျိုးဘေး cover frame ကတည်တံ့ကျွန်တော်တို့ဒီမှာရှိနေမှာနောက်တစ်ခုကကျွန်တော်တို့ပုံနေဆွဲနဲ့ဒီ fillet white တွေပါတာတို့ circle တွေပါတာတို့နောက်တစ်ခုက spear ပေါ့နော်အလုံးပုံစံတွေပါတယ်ဒီလိုမျိုး white ပုံစံတွေပါတယ်ဆိုရင်down လေးတွေကကျွန်တော်တို့ဒီလိုမျိုး smooth မဖြစ်တာလေးကြုံရတတ်တယ်တစ်ခါလေးကြာအဲ့တော့ဒီ down ကြိုးတွေ smooth မဖြစ်တာကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ option ထဲမှာကျွန်တော် document properties ရှိတယ်image quality တွေဝင်လိုက်ဒီမှာသူ့ရဲ့ဒီ shade and draft quality resolution တွေဟာလေးရှိအဲ resolution ကသူကဒီအသုံးပြုတဲ့သူတွေအတွက်သူက set ကိုမလေးအောင်လို့ minimum resolution sorry ကျွန်တော် medium resolution ထားလာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာ high resolution ထိတင်ပေးလိုက်လို့ရတယ်တင်ပြီးတော့ကျွန်တော် okay နေလိုက်ဒါဆိုရင်ဒီမှာဒီကောင်ကကျွန်တော် smooth ဖြစ်သွားပြီပေါ့နော်ထောင်ကျိုးဟိုမဖြစ်တော့ okay အဲ့တော့ကျွန်တော်တို့ဒီနေရာအထိရောက်ပြီပေါ့နော်ဆိုတော့ aluminum frame လေးကိုကျွန်တော်တစ်ချက် appearance အရင်တင်လိုက်မယ်နော်ဒီ appearance color ထဲမှာ metal အုပ်စုတွေရပါတော့ဒီ metal အုပ်စုကိုကျွန်တော်ဆင်းလိုက်မယ်ဆိုရင်ဒီမှာ aluminum ရှိမယ်နောက်တစ်ခုကဒီခါလေးကျရင်ကျွန်တော် bronze တို့ပါတော့ရှိတယ်နောက်ဒီမှာ bronze အရောင်လေးဆွဲတင်လိုက်မယ်ဒီမှာ body ကိုရွေးလိုက်နော် pad ကိုရွေးရင်အကုန်လုံးပါသွားလိမ့်မယ်ဒီမှာ body ကိုကျွန်တော်ရွေးလိုက်နော်ဒါဆိုရင် appearance လေးကတော်တော်လှတယ်လို့ပြောလို့ရတယ်ဒါရွှေရောင်ပုံစံလေးပေါ့နော်ဒါမှမဟုတ်တကယ်ကျွန်တော်ရွှေရောင်အစစ်ရခြင်းနဲ့ဆိုရင်ဒီမှာကျွန်တော်gold ဆိုတာလေgold ရှိသေးတယ်နော်polish gold ကိုကျွန်တော်ဆွဲပြီးယူလိုက်နော်ဒီမှာ body ကိုယူလိုက်ဒါတော့ polish gold ပေါ့နော်ဒါကျွန်တော်ရွှေရောင် cover ပုံokay နောက်တစ်ခုကဒါကကျွန်တော် glass ကတော့ကျွန်တော်ဒီနေရာမှာသူ့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမျက်နှာပြင်မှာတကယ်သူ့ရဲ့ဒီ background picture တင်မှာပေါ့နော်ဒီဖုန်းတစ်ခုမှာရှိတဲ့ဒီ software icon တွေပါတယ်တကယ် realistic background မှန်ပေါ်မှာကျွန်တော်မြင်ရတဲ့ဟာလေးတင်မှာအဲ့ဒါကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ Google မှာကျွန်တော်ရိုက်ရှာကြည့်လို့ရတယ်ဆိုတော့ iPhone ဆို iPhone အတွက်
screen ပေါ့နော်ဒီမျိုးကျွန်တော်ရိုက်ရှာလို့ရတယ်နော်အမှကိုကြိုက်တဲ့ပုံလေးတွေရှိတယ်ဆိုရင်ကျွန်တော်တို့ save လိုက်ပါနော်ဒါလေးကျွန်တော် save လိုက်မယ်နော် right click save image နဲ့ okay ပြီးတော့ကျွန်တော် solid work ထဲကိုပြန်သွားဆိုတော့ save လိုက်တဲ့ location တော့မှတ်ထားနော်ဒီဘက်မှာဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီ appearance ရဲ့အောက်မှာ details ဆိုတာလေးရှိတယ်details ကကြတော့ကျွန်တော် barcode တို့ scanner QR code တို့ logo တို့မျက်နှာပြင်တစ်ခုမှရှိတဲ့ texture တို့စသဖြင့်အဲ့ဒါတွေကိုကျွန်တော်ပြင်ပကနေပြီးတော့မှဆွဲထည့်လို့ရတယ်ဆိုတော့လောလောဆယ်ကျွန်တော်ဒီ list ထဲမှာတော့ဘာမှမရှိသေးဘူးပေါ့နော်ဒီ default ဟာတွေပဲရှိသေးတယ်ဒါတွေတော့ကျွန်တော်တို့မသုံးဘူးပေါ့ဆိုတော့ဒါပေမဲ့ပထမဆုံးအနေနဲ့တော့ဒီထက်ကတစ်ခုခုကိုတော့ကျွန်တော်တို့ဆွဲထည့်ဖို့လိုတယ်အဲ့ဒီတော့ကျွန်တော်ထားပါတော့ဒါလေးကိုကျွန်တော်ဆွဲယူလိုက်မယ်ဒီဘောပေါ့နော်ဒီဘောကိုဆွဲယူလိုက်မယ်ယူပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ browse လုပ်လိုက်မယ် browse ပြီးတော့ဆိုတော့ desktop ဘောကကျွန်တော်တို့reference ရှာလိုက်တဲ့ဒီပုံလေးပေါ့နော်ဒါလေးကိုကျွန်တော်တို့ယူလိုက်နော်ယူလိုက်ဒီမှာဒီပုံကျွန်တော်တက်လာလိုက်မယ်တက်လာရင်ဒီမှာဒါပြောင်းပြန်ရင်ဖြစ်နေတယ်ဆိုပါစို့ကျွန်တော်တို့လိုချင်တာဒါမျိုးသူရောက်လာတဲ့ဟာပြောင်းပြန်ရင်ဖြစ်နေတယ်ဆိုပါစို့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ rotate လုပ်လို့ရတယ် rotate ကဒီမှာ manual rotate လုပ်လို့ရတယ်ဒါပေမဲ့ manual rotate မလုပ်ပါနဲ့နော်လက်နဲ့ကင်ပြီးတော့ဖိပြီးတော့ rotate လုပ်လို့ရတယ်ဒါပေမဲ့ဒါကျွန်တော်တို့အတိအကျမရနိုင်ဘူးဆိုတော့အတိအကျမရနိုင်ဘူးဆိုတော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ဒီမှာ mapping ဆိုတာရှိတယ်ဒီကနေ mapping နဲ့သွားလိုက်နော် mapping နဲ့သွားပြီးတော့ဒီမှာကျွန်တော်တို့ဒီဟောပေါ့နော်90 degree ဆိုရင်90 degree ဒါ image က rotate လုပ်သွားလိမ့်မယ်ဒါမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့180 degree အဲ့ဒါပေါ့နော်အဲ့တော့နှိပ်ပြီးတော့တန်းမပြောင်းသေးဘူးနောက်တခြားနေရာတစ်ခုပေါ်မှာ click ထောက်လိုက်နော်ဆိုတော့ဒါဆိုတော့ပြောင်းသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်ဘာလုပ်ဖို့လို့လဲဆိုတော့sorry ဒီမှာတစ်ခုလိုသေးရနော် size ကိုပြင်နေတယ်ဆိုရင်ဒီမှာဒါက move button ပေါ့နော် size ပြင်နေတယ်ဆိုရင်ဒီနားလေးကိုထောက်ပန်းအောင်ဟိုလေးကျွန်တော်တက်လာလိမ့်မယ်တော့ဒါကတော့ကျွန်တော်လက်နဲ့ထိပြီးတော့လုပ်ပေးပါနော်အဲ့မှာကျွန်တော်ဒီမှာ face aspect ratio ကိုမှန်ချင်းဖြုတ်လိုက်တယ်မှန်ချင်းဖြုတ်မှာကျွန်တော်ကဒီတစ်ခုကိုတစ်ခုဟိုဒီလိုမျိုးလုပ်လို့ရမှာပေါ့နော်ဒီလိုမျိုးအချုံကျဲလို့ဒီလိုမျိုးလုပ်လို့ရမှာဆိုလိုချင်တာ x နဲ့ y တို့မဟုတ် length နဲ့ width နဲ့ကိုတည်တံ့နေကျွန်တော်တို့လုပ်မှာပေါ့နော်Okay နော်ဒါဆိုရင်ကျွန်တော်တို့ adjust လုပ်တဲ့ဟာကအဆင်ပြေတဲ့အခြေအနေတခုရောက်ပြီဆိုရင်ရပြီနောက်တစ်ခုကဘာရှိသေးလဲဆိုတော့ကိုဒီဝင်လာတဲ့ဒီ image လေးကဒီဝင်လာတဲ့ image လေးကကျွန်တော်တို့ lighting အရင်မထင်းလို့ဆိုရင်ကျွန်တော်တို့ illumination နဲ့ကိုသွားလိုက်တော့ပြဒီ illumination နဲ့မှာ luminous intensity ဆိုတာရှိတယ်သူရဲ့ဒီ intensity tempo ကိုကျွန်တော်တို့နည်းနည်းမြင့်ပေးလိုက်နော်ဒါဆိုရင်ထင်းလာလိမ့်မယ်ဒီပုံလေးကထင်းလာလိမ့်မယ်page မှာကျွန်တော်တို့ confirm လုပ်လို့ရပြီနော်ဒါ confirm လုပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့လိုချင်တဲ့ဒီ screen ပေါ်မှာတကယ် realistic ဟောလေးကျွန်တော်တို့ရလာတခုတော့ရှိရပါကျွန်တော်တို့ဒီဟို reference ယူလိုက်တဲ့ image ကအမှန်တမ်းပြောရင်ဒီဘေးဖုန်းဟိုအပေါ်ကနေဓာတ်ပုံရိုက်ထားသလိုပုံစံမျိုးမဖြစ်သင့်ဘူးနော်ဟိုပြောမယ်ဆိုရင် wallpaper တည်တံ့ပါနော်ဒါမျိုးပေါ့နော် wallpaper ကိုမှကျွန်တော်တို့ကဟို icon တွေပါတဲ့ဟာပေါ့နော် application icon
ဒီဖုန်းအနားကြီးပိုင်းကျွန်တော်တို့ဆောင်းတာလို့ adjust လုပ်လို့မရအောင်ရတယ်နည်းနည်းတော့လက်ဝင်ပါဆိုလဲဒါမျိုးပေါ့နော်ဆိုလို့ကျွန်တော်ဒါမျိုးပုံလေးတွေတည်တံ့ပါတဲ့ဟာမျိုးတွေဒါမျိုးပုံတွေတည်တံ့ပါတာမျိုး beta ဆိုရင်ဖုန်းရဲ့ base frame အနားကြီးမှာပါအောင်နော်ဒီပုံတွေဆိုရင်ဒါဖုန်းရဲ့ base frame အနားကြီးမှာပါဒါဒီပုံတွေထည့်မယ်ဆိုရင်ကျွန်တော်ထည့်ရတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါမျိုးပုံလေးထည့်ရတာပို့ပြီးအဆင်ပြေနော်အဲ့တော့ကို practice လုပ်တဲ့ခါကျရင်ဒီကိုကြိုက်တဲ့ပုံလေးတွေဒီရွေးပြီးတော့ရှာပြီးတော့ထည့်လို့ရတယ် Okay အဲ့ပြီးတော့ကျွန်တော်ကျန်တဲ့အပိုင်းလေးဆက်ဆွဲအောင်နော်ဒီမှာ reference ပုံကိုပြန်ပြီးတော့ reference image ကိုပြန် show လုပ်လိုက်မယ်နော် show လုပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ top plane ကို sketch ပြန်ဝင်လိုက်မယ်sketch ပြန်ဝင်ပြီးတော့ကျန်နေတဲ့ဟာလေးပေါ့နော်ဒါဆိုဒီမှာဒါ circle ကျွန်တော်ဆွဲလို့ရတယ်ဒီနေရာလေးဆိုတော့ဒီမှာတစ်ထပ်လေးကျွန်တော်ဆွဲလိုက်နော်ဒါ dimension ယူကြမလို့တော့အဲ့ circle ကိုကျွန်တော်အများကြီး instrument တင်အောင်နည်းနည်းလေးပဲကျွန်တော်တို့ 0.1 လောက်ပဲတင်မယ်နော် 0.1 လောက်တင်ပြီးတော့ circle ကဒီလိုမျိုးဒုံးတိရောဖြစ်လို့မရအောင်နော် 0.1 လောက်တင်ပြီးတော့ imagine နေလိုက်ပြီးရင် reference image ကိုခဏပြန်ခိုင်းလိုက်သူကကျွန်တော်ဘယ်လိုဖြစ်ရမလဲဆိုတော့အပြင်မှာကသူကလေအခုံးပုံစံလေးပေါ့နော်နည်းနည်းလေးခက်ခုံးပုံစံလေးဖြစ်နေတယ်အဲ့ဒါလေးကဘာ comment သုံးလို့ရလဲဆိုတော့ကျွန်တော်ဒီ features ထဲမှာပဲ DOM dome ဆိုတာလေးရှိတယ်အဲ့ dome နဲ့ကိုကျွန်တော်တစ်ချက်သွားလိုက်နော်သွားပြီးတော့ဒီ minute ပြောင်း select ပြီးတော့ဒီမှာ dome radius ကိုဒီမှာကျွန်တော်တို့1 milli လောက်နော်ဒီမှာ1 milli လောက်ပါထား1 milli လောက်နည်းနည်းများနေ 0.5 လောက်ပဲထားနော်ဒီမှာပေးဒီမှာအမှန်ကြီးချစ်အဲ့ဒါမှ तू ကကျွန်တော် clock လေးကိုကျွန်တော်နှိပ်လိုက်တဲ့အခါမှာ clock ကတလို့ဖောင်းလေးဖြစ်နေမှာနော်ဖောင်းလေးဖြစ်နေမဟုတ်ဆိုရင် तू ကအပြားလိုက်ကြီးဖြစ်နေမှာစောနာပုံတဲ့အတိုင်းအဲ့တော့အဲ့ဒါကိုကျွန်တော်သိတာချင်းဒီမျက်နှာပြင်ကို select ပြီးတော့ normal to clock ကိုနှိပ်လိုက်နော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်ဒီကနေကြည့်မယ်ဆိုရင် clock ကဒီလိုမျိုးဖောင်းလေးကျွန်တော်ဖြစ်နေတာတွေ့ရလိမ့်မယ်ဒါကျွန်တော် zoom အကြီးချဲထားလို့ဒီလိုဖြစ်နေရပါတော့တကယ်ကျွန်တော်တို့ isometric view နဲ့ကြည့်မယ်ဆိုရင်ရင်တိတ်ပြီးတော့မသိတာတဲ့အခြေအနေတိတ်မသိတာတဲ့အခြေအနေမျိုးပေါ့နော်okay အဲ့တော့ကျွန်တော်ဒီနေရာမှာသတိထားမယ့်အချက်လေးတစ်ခုရှိတယ်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ solid body ဆိုတဲ့ဟာလေးကျွန်တော်တို့ကဆွမ်းနာကနောက်ဆုံးကျွန်တော်တို့လုပ်ခဲ့တဲ့ဘာရှိမလဲဆိုတော့ဒီကောင်းပေါ့နော်ဒီဟာကိုကျွန်တော်တို့တက်ဒီ base cover frame ကိုတက်ဒီ pad တစ်ခုအနေနဲ့တည်တံ့လုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုး H2 တွေတင်တဲ့အခါမှာ edit feature ပြောင်းဝင်လိုက်မယ်နော် mask presence တွေကိုကျွန်တော်သတိထားပြီပါဒီ mask presence တွေအမှန်ကြီးဖြုတ်ဖို့လိုပါတယ်အဲ့ဒါမှသာဒီ mask presence တွေအမှန်ကြီးဖြုတ်မှသာ pad တွေကပြန်ပြီးတော့ပေါင်းမသွားမှာဖြစ်ပါတယ်mask presence အမှန်ကြီးထည့်ခဲ့တယ်ဆိုရင် pad တွေကကျွန်တော်တို့ပေါင်းပြီးတော့ဆွမ်းနာလို့တပေါင်းစည်းစဲဖြစ်သွားမယ်နော်အဲ့ဒါလေးကျွန်တော်သတိထားပြီပါနော်ဒီကောင်Okay နောက်တစ်ခုကထားပါတော့ကျွန်တော်ဒီဖုန်းရဲ့ဒီမျက်နှာပြင်ပေါ့နော်မျက်နှာပြင် appearance ကိုကျွန်တော်တို့ဒီကနေ material ကဒီကောင်းနေဆိုရင်ကျွန်တော်တို့ပါရှိမလဲဆိုတော့ aluminum တို့ပါတော့သုံးလို့ရတယ်နော် aluminum ထဲမှာ polish တို့ပါတော့နော်ဒါအဖြူရောင်ပုံစံလေးပေါ့နော်ဖုန်းရဲ့ဟိုလေးနောက်ပိုင်းဆိုလိုက်တာဒါတော့ lighting ကြောင့်ပေါ့နော်သူထိုးထားတဲ့ lighting ကြောင့်ဒီလိုလှည့်မှအဖြူရောင်ပုံစံဖြစ်မှာဒါအရေးကြနေပါနော်ဘေးတစ်ဆောင်ဆိုတော့ဒါအပေါ်ဘက်ကတော့ပို့ပြီးတော့ထင်းနေပါနော်အဲ့တော့ဒီ cloak မှာလဲ cloak ကိုလည်းအဲ့ဒါလေးကျွန်တော်ပေးလိုက်မယ်နော်ဒီ dome ဆိုတဲ့ဟာလေးကိုရေးလိုက် Okay ဆိုတော့ကျန်တဲ့ဟာဒီက variation နဲ့ဆိုရင်ကျွန်တော်တို့ဒီဘက်မှာပေါ့နော်အလဲမှာကျွန်တော်ကင်မရာပေါက်တွေပြီးတော့အတန်ထွက်တဲ့နေရာတွေ back camera တွေရှိမယ်ပြီးတော့ဘေးဘက်တွေမှာ on off လုပ်တဲ့ cloak တွေရှိမယ်
ပြီးသားကျွန်တော်တို့ကအတန်တိုးလျှော့လုပ်တဲ့ cloud တွေရှိမယ်ဒါတွေကတော့ကျွန်တော်တို့ဟိုဆောနာ reference ပုံကိုကျွန်တော်တို့ reference ပုံကတော့ဒီအားနဲ့လုံးဝကျွန်တော်ကွက်တိရခြင်းတယ်ဆိုရင် reference ပုံတော့ဖွင့်လိုက်ပါနော်ဖွင့်ပြီးတော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ဒီကောင်ကို top view မှာပဲကျွန်တော်ထားလိုက်မယ်လောလောဆယ်ကျွန်တော်ဘေးလေးတွေဆွဲဖို့အတွက်ပေါ့နော်ဘေးလေးတွေဆွဲဖို့အတွက် top view အရင်ယူတယ်ဘာလို့လဲဆိုတော့အမှန်တကယ်ကပြောမယ်ဆိုရင်ကျွန်တော် top view ကနေဒါဆွဲလို့တော့မရအောင်ကျွန်တော်တို့ကဒီ clock လေးတွေကျွန်တော်ထားမယ်နေရာကိုဒီကောင်နဲ့ကျွန်တော်ကွက်တိရခြင်းလို့အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ line ကိုမှhorizontal line ပြီးတော့ for construction line ယူထားလိုက်မယ်နော်ယူပြီးတော့ဒီကနေဒီနေရာကိုတလိုင်းဆွဲထားလိုက်မယ်နောက်ထပ်ကျွန်တော် for construction horizontal line ဒီကနေဒီကိုယူထားလိုက်ပါနော်ဒါကဒီဘက်အချမ်းအတွက်ဒီပုံမှာက clock လေးတွေကဒီနားလေးပါနော်ဒါကကျွန်တော်ထင်တာတော့ over တစ်ချမ်းကဒီဘက်ဒီ left side ကနေမြင်ရတဲ့ကျသူဟိုအပေါက်ပုံစံမျိုးဖြစ်မယ်တဲ့တူတယ်နောက်ပိုင်းဒါ model မြင့်ဖုံးနေမှာတော့ဒီပုံစံတော့မဟုတ်တော့ဆိုတော့ထားရကျွန်တော်ဒီအောင်မသုံးတော့ဘူးနော်ဒီအောင်မသုံးဘဲနဲ့ဒီဘက်မှာရှိရ clock ကနော်ဘေးကကျွန်တော် on off clock တွေပါတဲ့နေရာဒီဘက်မှာရှိတယ်ကျွန်တော်ထင်တယ်အဲ့ဒါကကျွန်တော်ဒီနောက်ပိုင်းဒီ Android ဖုန်းတွေကဘယ်လိုလဲဆိုတော့ဒီအတန်အတိုး short လုပ်တဲ့ဟာတစ်ဆက်တည်းဖြစ်မှာသူကကြတော့ဒီအတန်အတိုး short လုပ်တဲ့ဟာတစ်ဆက်တည်းမဟုတ်ဘဲနဲ့အဝိုင်း circuit အဝိုင်းပုံစံမျိုးလေးတွေဖြစ်မှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကောင်းရဲ့ center point လေးတွေကိုပဲတရန်နဲ့ယူလိုက်မယ်ကိုဆွဲခြင်းတဲ့နေရာမှာချဆွဲခြင်းနဲ့ဆွဲမယ်ဆိုရင်တော့ပြဿနာမရှိဘူးဒါတွေလုံးစရာတော့မလိုကျွန်တော်တို့ကဒီ blueprint တွေကပုံစံအတိုင်းဒီ clock တွေကိုနေရာချခြင်းတာဆိုတော့နော်အဲ့တော့ဒီမျက်နှာပြင်မှာရသွားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ access ထွက်လိုက်မယ်ထွက်ပြီးတော့ဒီကောင်းရဲ့ဟာလေးကျွန်တော် circle လေးဆွဲရမယ်ပေါ့နော် reference image ကိုကျွန်တော်တို့ခဏ hide ပြန် hide မယ် hide ပြီးတော့ကျွန်တော်တို့ဒီမျက်နှာပြင်မှာ sketch ဝင်လိုက်နော်ဒီမျက်နှာပြင်ကို select ပြီးတော့ sketch ဝင်လိုက်နော်ဝင်လိုက်ဒီမှာကျွန်တော် point လေး3 point အဲ့ကောင်နဲ့ကျွန်တော်တို့တန်းထဲမှာ circle 3ခုကျွန်တော်တို့ဆွဲမယ်ပေါ့နော်ဆွဲတဲ့ circle ကကျွန်တော်တို့ဒီအလဲတရဖြစ်ဖို့လိုတယ်အဲ့တော့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ line ယူပြီးတော့ဒီကောင်ရဲ့ mid point ကနေဒီ circle ကို line ဆင်းမယ်ဆင်းပြီးတော့ line ကို select horizontal for construction ဆိုပြီးတော့လုပ်ပေးလိုက်နော်အဲ့ဒါမှဒီ circle ရဲ့ center point ကဒီ body frame ရဲ့အလဲတဲ့မှာသူက symmetric ပုံစံမျိုးရောက်မှာအဲ့လိုပဲကျွန်တော်တို့ဒီကနေဒီကိုတင်မိလိုက်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ for construction vertical နော်အဲ့တော့ကျွန်တော်တို့ဒီဘက်က second နှစ်ခုဆွဲဖို့အတွက်လည်းအရင်ဆုံးကျွန်တော်တို့ line နေဒီလို line နဲ့အရင်ဆွဲလိုက်နော် for construction တော့လုပ်ပြီဘာလို့ဆိုတော့for construction ကျွန်တော်တို့လုံးမှာဒီ h2 တင်တဲ့အခါကျရင်ကျွန်တော် error မတက်ဘူးနော်အဲ့ဒါပြီးကျွန်တော် circle 3ခုကျွန်တော်ဆွဲမယ်
3ခုစလုံးကတော့ကျွန်တော် equal လုပ်ပေးလိုက်နော် control select နှိပ်ပြီးတော့ control clock ကိုဖိနေထားပြီးတော့ select ပေးပြီးတော့ equal နှိပ်ပြီးတော့ကျွန်တော် dimension အတိအကျပေးခြင်းလဲပေးခြင်းလဲကျွန်တော်ဒီမှာသူ့ကို size တစ်ခုရအောင် adjust လုပ်ပေးလိုက်ပါနော်အဲ့ဒါပြီးသွားရင်ကျွန်တော်ဒီမှာသူ့ကိုဒီ feature h2 ပေါ်ပေးနဲ့ဒီ clock လေးတွေကျွန်တော်1 milli လောက်တော့တင်လိုက်ပါနော်1 milli သုံးမဟုတ် 0.5 လောက်တော့ကျွန်တော်တင်လိုက်မယ် merge recess အမှန်ကြီးပြောမယ်ပြီး confirm နော်confirm ဖြစ်သွားပြီဒီ sketch line တွေကို highlight ပါနော် sketch line တွေကို highlight ပြီးသွားရင်ဒီဟာလေးတွေကိုလည်းကျွန်တော်တို့ဟိုဟာလေးတခု appearance ကိုတင်ပေးလိုက်ပါနော်ဒါတွေနဲ့မတူတဲ့ appearance ဒါပါတော့ကျွန်တော် aluminum ပဲတင်လိုက်မယ်နော်ဒါဆိုရင်ဒီအောက်ကဒီအနီးနေတဲ့ circuit ခလုတ်လေးနှစ်ခုကဒါ voice ကအတူချွဲလုပ်တဲ့ဟာဖြစ်မယ်တဲ့အတွက်ဒါ on off လုပ်တဲ့ဟာပေါ့နော်စသဖြင့်ပေါ့တကယ်လို့ဒါဟိုလိုမျိုးကျွန်တော်တို့ Android phone တွေမှာပါတဲ့ဟာမျိုးလို့အချောင်းလေးတွေဆိုရင်လည်းပြဿနာမရှိဘူးကျွန်တော် circuit နေရာမှာ rectangle ဆွဲပြီးတော့ H2 တင်ပေးလိုက်အောင်မယ် Okay ပြီးသွားရင်ကျွန်တော်တို့ဒီ reference image ကိုပြန်ပြီးတော့ဖွင့်လိုက်မယ်နော် reference image ကိုပြန်ဖွင့်ပြီးတော့ဒီနေရာမှာဒါကင်မရာနေရာကင်မရာနှလုံးယူဖြစ်မယ်တဲ့အတွက်အဲ့တော့ဒါတော့ကျွန်တော်တို့ဒီမှာဟို top plane ကိုကျွန်တော်ယူလိုက်မယ်နော် top plane ကို sketch ယူပြီးတော့အရင်ဆုံးကျွန်တော်တို့ center တဲ့ရအောင်လို့ line လေးတစ်ခုဆင်လိုက်ဒီမှာ mid point ရှိတဲ့နေရာကနေဒီနားလေးကိုဆင်လိုက်နော် vertical ပေါ့ select vertical for construction လောက်ပဲပြီးရင်ကျွန်တော်တို့ဒီမှာ straight slot အောက်က center point straight slot ယူပြီးတော့ဒီ point ကနေဘေးကိုလာပြီးရင်ဒီလိုမျိုးလေးပေါ့နော်ဒါကျွန်တော်တို့ voice ဒီအတန် speaker နေရာလေးဖြစ်မယ်တဲ့အတွက်အဲ့နေရာကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ feature h2 ကနဲ့ h2 ကနဲ့ကျွန်တော် 0.5 လောက်ဖောက်လိုက်မယ်နော်ပြီးရင် reference image ကိုခဏ hide ကြည့်ဒါမျိုးလေးဖြစ်မှာပေါ့နော်ပြီးရင်အဲ့ဒီမျက်နှာပြင်ကိုပဲကျွန်တော်တို့ sketch ဝင်လိုက်မယ်ဝင်ပြီးတော့ဒီနေရာကိုပဲနော်ဒီနေရာကိုပဲ convert entity ဒီဟာလေးပြန်ခေါ်လိုက်မယ်နော်ဒါကတကယ်ဟိုမှာအပြင်မှာဘယ်လို shape ရှိလဲမသိဘူးတစ်ချက်ကြည့်ကြည့်အောင်နော်ရှာကြည့်အောင်တော့ကျွန်တော်ဒီအပေါက်လေးအတိုင်းပဲကျွန်တော်ထားလဲရတယ်ပြဿနာတော့မရှိဘူးဒါပေမဲ့ဒါကတော့စကားကွက်ပုံစံလေးတွေဖြစ်မယ်တဲ့တွေ့နော်ဟိုကျွန်တော်ဒီချက်ပြီးတော့ကြည့်မယ်ဆိုရင်ဆိုတော့အဲ့လိုမျိုးဟိုဒီဟာလေးကျွန်တော်တို့အရင်ဆုံးဆွဲလိုက်တယ်ပေါ့နော်ဆွဲပြီးတော့ဒီကျွန်တော်တို့ line ကိုဒီကနေမှ line တစ်ခုဆွဲလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီနေရာ sketch patternခေါ်လိုက်နော် x axis ပေါ့ဒီဘက်ကိုသွားမယ်ဆိုရင် x axis အရေအတွက်ကိုဒီမှာကျွန်တော်တို့8ခုလောက်ထားလိုက်တစ်ခုနဲ့တစ်ခုကြားအကွာဝေးကိုကျွန်တော်တို့ 0.5 လောက်သုံးလိုက်မယ်နော်ပြီးရင် entities to pattern နဲ့ click ချပြီးတော့ဒီအောင် select ပေးလိုက်တာပေးပြီးတော့8ခုကနေကျွန်တော်20လောက်ထိထပ်တိုးလိုက်မယ်ဒီနေရာလောက်ထိပေါ့နော်20 21လောက်ထိတိုးလိုက်0.4 လောက်ရှော့ချ0.4 ဆိုတော်တော်နည်းသွားပြီ0.45 0.47 0.48 0.49နော်အဲလောက်ဆိုရင်တိတ်မတိတာပါပေးဒီမှာမှန်ချက်လိုက်
ပြီးရင်ကျွန်တော်တို့ဒီဘက် channel လည်းအဲ့လိုလေးဆွဲလိုက်မယ်နော်ဒီကောင်လည်းကျွန်တော်တို့ linear sketch pattern ဒါတော့ကျွန်တော်ပေါ်နည်းနည်းလေးတင်လိုက်မယ် linear sketch pattern ဒါတော့ကျွန်တော်တို့ဒီမှာ1မဲ့ထားလိုက်နော် x axis မှာ1မဲ့ထားလိုက်ဘာလို့ဆိုတော့ဒါ y axis မှာကစားရတော့မှာ y axis မှာကျွန်တော်တို့9ခုလောက်ထားလိုက်မယ်နော် 0.45 လောက်ပဲထားမယ် coordinate distance ကို entities to pattern မှာဒီ line ကို select ပြီးအပေါ်ဘက်ကိုစောက်ထိုးဖြစ်နေရဆိုရင် reverse ဒီမှာပေါ့နော် y axis မှာလာမှာ reverse direction 0.2 လောက်ပြန်ထား 0.2 ကတည်ပါနော် 0.35 လောက်ထားအကွာဝေးကိုခွန်လောက်ခွန်ကနေ9လောက်ပဲเนาะဒါဆိုရင်အဲ့တော့ဆိုလိုချင်တာကတော့ကျွန်တော်ဒီမှာဒါတွေလုပ်မယ်ဆိုရင်လိုသလို adjust လိုက်လို့ခါမှာပေါ့နော်နောက်တစ်ခုကကျန်တာတွေကတော့အဆင်ပြေတယ်ပြဿနာမရှိဘူးဒီဟာလေးတွေပဲဒီ line လေးတွေကို extend လုပ်ပေးလိုက်ဒီ trim entity ရဲ့အောက်မှာ extend entity ဆိုတာရှိတယ်ဒီ line လေးတွေလိုက်ပြီးတော့ထောက်လိုက်နော်ဒါဆိုရင် extension ပြတ်သွားလိမ့်မယ်โอเคနော်အဲ့တော့ဒါဆိုရင်အကုန်လုံးကျွန်တော်ကဒါမျိုးပုံစံလေးရတယ်ဆိုတော့အဲ့ဒါကိုကျွန်တော် feature h2 နဲ့တင်မယ် h2 ကိုဒီမှာကျွန်တော်တို့ဒီအကွက်လေးတွေလိုက်ရွေးလိုက်နော်တစ်ကွက်ချားတစ်ခါစီနည်းနည်းတော့လက်ဝင်လိုက်မယ်နော်ဒီနေရာမှာတော့ view ထားလိုက်နော်ရွေးရတာဆင်ပြီးအောင်တော့ view ကနေမှတစ်ဆင့်ဒီကောင်လေးလောက်ရတာကျွန်တော်နည်းနည်းတော့ဆက်လီလာလိုက်မယ်နော်ဆက်တော့လီလာလိုက်မယ်ဆိုတော့လောလောဆယ်ကတော့ကျွန်တော်ရားသလောက်နေပဲ confirm လုပ်လိုက်နော်အကြာကြီးဖြစ်သွားတယ်ဒီနေရာမှာ thin feature ဆိုတဲ့ဟာလေးဒါလေးအမှန်ကြီးပြောနော် thin ဆိုတဲ့ဟာလေးအမှန်ကြီးပြော matrices ကိုမှန်ကြီးပြောဆက်တော့လေးပါထားပါတော့ဒါခဏတော့ကျွန်တော် delete လုပ်လိုက်မယ်နော်ရှိတဲ့ဟာပဲဒါမဆွဲနေတော့နော်ဆိုတော့ဒီမှာပဲကျွန်တော်ဟောင်းလုံးမဲ့ထားကြလိုက်နောက်ထပ်ကျွန်တော်ဘာတွေထည့်လို့ရတယ်လဲဆိုရင်ဒီနေရာမှာကျွန်တော်ကင်မရာအားလေးရှိတယ်ဒီကောင်လေးကျွန်တော်ကဒီမှာတစ်လုံးမဲ့ထည့်ပြရမယ်နော်ကျွန်တော် top plane မှာကျွန်တော် sketch ဝင်လိုက်မယ်ဝင်ပြီးတော့အဲ့ဒီကင်မရာ shape အတိုင်းကျွန်တော် circle လေးတစ်ခုဆွဲလိုက်ပါနော်ဒီနေရာမှာ mid point လေးဆန်းလိုက် mid point နဲ့တန်းတဲ့နေရာနေစကဲဆွဲလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီကောင်ကို h2 ကတ်လုပ်မယ်အတွင်းထဲကိုကျွန်တော်ဂျန်ကွက်ပုံစံမျိုးနော်ဂျန်ကွက်ပုံစံ1 mm လောက်
ပြီးတော့သူကကျွန်တော်ဒီကောင်ကကင်မရာပုံစံကအတွင်းထဲမှာကျွန်တော်ကကြော့ဂျုံပုံစံလေးပေါ့နော်ဒဲကြီးမဟုတ်ဘဲနဲ့ကြော့ဂျုံပုံစံမျိုးဖြစ်နေတာဆိုတော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ဒီမှာ draft angle ဆိုတာရှိတယ် draft on off ပေါ့နော်ဆိုတော့အဲ့ဒါကိုထားပါကျွန်တော်30 degree လောက်ထည့်လိုက်မယ်30 degree လောက်30ကနေတယ်ဆိုတော့ဒီမှာ45เนาะအချွန်မဖြစ်တစ်ဖြစ်အခြေအနေအထိပေါ့နော်45သို့မဟုတ်ဒီမှာ60လောက်ထိထားလိုက်နော်60 degree လောက်ထိအတွင်းနဲ့ grow ချွန်ပုံစံရေစစ်ပုံစံပေါ့နော်ဒါမျိုးလေးတင်လိုက်တာဆိုတော့ဒီဟာကိုကျွန်တော်ခဏ reference ကိုခဏပြန်ပြီးတော့အားလိုက်နော်ဆိုတော့ဒါမျိုးပုံစံလေးဖြစ်မှာပေါ့နော်အတွင်းနဲ့ဟိုဒါမျိုးအချွန်ပုံစံလေးနော်အဲ့ဒီကနေမှတစ်စက်သူဒီမျက်နှာပြင်ပေါ်ဟိုတော့ကျွန်တော်တို့ကဟိုမှန်ပုံစံကျွန်တော်ထပ်ပြီးတော့မှန်ထပ်ထည့်မှာပေါ့နော်အဲ့တော့ဒီမျက်နှာပြင်ကိုပဲကျွန်တော် sketch ပြန်ဝင်ပြီးတော့ဒီ circle ကိုပဲကျွန်တော် convert entity နေပဲပြန်ခေါ်လိုက်မယ်ခေါ်ပြီးတော့အကောင်ကိုကျွန်တော် h2 တင်မယ်ပေါ့နော် h2 ကကျွန်တော်အပေါ်ဘက်ကိုမဟုတ်ဘဲနဲ့အောက်ဘက်ချမ်း match reset တစ်ခါလေးဖြုတ်တာ1 milli ပဲဆိုတော့အတိုင်းပဲကျွန်တော် draft angle 60 degree ထည့်လိုက်မယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ quality ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဒါကကျွန်တော် glass ပုံစံမျိုးဖြစ်ရမှာပေါ့နော်ဒီဟာအဲ့တော့ appearance တွေကိုတွားပြီးတော့ကျွန်တော်တို့ကဒီအောက်မှာဒီ glass ကြည့်ရပါတော့ဒီမှာ glass ထဲမှာ gloss တို့ကျွန်တော် texture တို့ thick gloss တို့ဘာလို့စသဖြင့်ရှိတယ်ပေါ့နော်အဲ့ဒီထဲကကျွန်တော်ကထားတော့အတွင်းထဲကိုဖောက်ပြီးမြင်နေရတဲ့ပုံစံပါတဲ့ဒီ texture gloss သုံးမလားထားတော့ဒါလေးတစ်ခုဆွဲယူလိုက်မယ်ဒီပေါ်တင်လိုက်မယ်ဒီကောင်လေးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒါအတွင်းထဲကိုကျွန်တော်ကဖောက်ထွင်းပြီးတော့မြင်ရတယ်ပေါ့နော်အဲ့ထက်ကျွန်တော်နည်းနည်းလေးအယောင်ခက်ထိလေးဖြစ်ချင်တယ်ဆိုရင်ဒီမှာ thick gloss ရရှိတယ်ဒါ clear gloss တော့လုံးဝကျွန်တော်ကဟိုရှင်းသွားလိမ့်မယ်နော်ဒါကြောင့်လည်းအဆင်မပြေဘူးအဲ့တော့ထားပါတော့အယောင်တစ်ခုခုပါတာထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒါလေးထည့်လို့ရမယ်ဒီကောင်ကြီးက reflective အလင်းပြန်တယ်ပေါ့နော် reflection ပါတဲ့ဟာလေး mirror ဆိုရင်တော့ဒီမှာလုံးဝကျွန်တော်ဖုံးသွားတယ်ဒါကြောင့်လည်းအဆင်မပြေဘူးဒါက reflection ပြန်တဲ့ဟာထားပါတော့ဒါလေးပဲကျွန်တော်သုံးလိုက်နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တဖြည်းဖြည်းတော့စုံလာယူဆိုတော့တကယ်တမ်းကျတော့ဒါနဲ့နည်းနည်းတော့ကြီးတယ်လို့ပြောလို့ရတယ်နော်ဒီကင်မရာအပေါက်နေရာကြီးတယ်လို့ပြောလို့ရတယ်ဆိုတော့ထားပါတော့လုံးလုံးတွေတော့ကျွန်တော်ကအဓိက command တွေကိုတည်သလောက်သုံးပြီးတော့ဒီအနည်းဆက်ဆုံး model တစ်ခုရအောင်ပုံဖော်တာပေါ့နော်အဲ့ဒီကမှတစ်စင်ကျွန်တော်တို့ဒီဆောနာကဒီ reference image ကိုတစ်ချက်ပြန်ဖွင့်ကြည့်လိုက်နော်reference image ကသူဒီမှာတော့ထားပါဒီဘက်အချမ်းမှာတော့ကြံသေးရပါတော့ဆွဲဖို့အတွက်ဒီဘက်ကကင်မရာတွေပါတယ်ဆွဲဖို့အတွက်တော့ကြံသေးရဆိုတော့အဓိကကျွန်တော်လောလောဆယ်ဘာလဲဆိုတော့ဒီအောက်မှာကျွန်တော် USB ဟို type C တို့ပါတော့ပေါ့နော်ဒါတွေထိုးဖို့အတွက်အပေါက်လေးတွေကျွန်တော်ချမ်းဖို့လိုတယ်ပြီးတော့ဒီအပေါ်ဘက်ချမ်းမှာဆိုရင်လည်းဒီမှာကျွန်တော် net တွေပါတယ် data တွေပါတယ် net ထိုးဖို့ပေါက်တွေပါတယ်နော်ဒါတွေကျွန်တော်ထပ်ထည့်လို့ရတယ်ဆိုတော့ဒီ blueprint ထဲမှာမပါဘူးဆိုရင်ဒါကွက်ကိုကျွန်တော် idea နဲ့ပဲအနည်းဆက်ဆုံးပေါ့နော်ကျွန်တော်လုပ်လို့ရတယ်ဆိုတော့ထားပါကျွန်တော်ဒီအောက်ဖက်ဒီမျက်နှာပြင်ပေါ့နော်ဒီမျက်နှာပြင်ကို sketch ယူလိုက်မယ်ယူပြီးတော့ကျွန်တော်အဓိကတော့ဘာဖြစ်ဖို့လို့လဲဆိုတော့ဟိုဖြစ်ဖို့လို့လဲကျွန်တော်တို့ဒီကနေ line တစ် line ဆွဲထားလိုက်နော်ပြီးတော့နောက်ထပ်ဒီ midpoint ပေါ်မှာ line ဆွဲထားလိုက်အဲ့ဒီကောင်းကိုကျွန်တော်တို့ vertical for construction ပေးမယ်ဒီ line ကိုလည်း for construction ပေးမယ်ဆိုတော့အဓိကအလဲတဲ့တယ်ပေါ့နော် center တဲ့မှာဖြစ်ဖို့လို့ဆိုတော့ကျွန်တော်တို့ rectangle ဆွဲဖို့အတွက်ကိုလည်း center rectangle နဲ့ပဲဆွဲမယ် U corner rectangle နဲ့ဆိုရင် symmetric ဖြစ်မှာမဟုတ်တော့ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ type C ကြိုးလို့ပါတော့ပေါ့နော်အာသွင်းကြိုးတွေထားဖို့အတွက်ကျွန်တော်အပေါက်လေးတွေဟိုဖြိုးဖို့အတွက် rectangle လေးတစ်ခုဆွဲလိုက်တာပေါ့နော်ဆွဲပြီးတော့သူကဒီလိုမျိုးကျွန်တော်တို့ down ကြိုးကြီးတိုင်းလဲကျွန်တော်တို့ဖြစ်ချင်မှဖြစ်တယ်နော်အဲ့တော့ rectangle ဆွဲလေးရတယ်တော့ rectangle ဆွဲကျွန်တော်တို့ fill နဲ့ချိုးနေအောင်ပါနော်အဲ့တော့ထောက်တော့ကျွန်တော် rectangle မဆွဲတော့ rectangle မဆွဲဘဲနေကျွန်တော်ဘာသုံးလဲဆိုတော့စနာကဆွဲခဲ့တယ်ပဲကျွန်တော် center point straight လောက်ပဲ
ပြန်ပြီးတော့သုံးလိုက်မယ်နော်ဒီ horizontal ဖြစ်အောင်လုပ်ပဲဒါမျိုးလေးပါနော်ဒီ dimension တွေပါရတော့ကျွန်တော်အတိအကျမသိတဲ့အတွက်ထားတော့အနည်းဆက်ဆုံးပဲဒီလောက်ပဲထားလိုက်မယ်နော်โอเคအဲ့ဒါပြီးသွားရင်ကျွန်တော် about ဖောက်မယ်ပေါ့နော် feature extrude ကနေပေါ့နော်ဒီအတွင်းထဲကိုကျွန်တော်ဝင်လို့ရမယ်4 mm လောက်ဖောက်လိုက်မယ်နောက်ဒါဆိုရင်ဒါအတွင်းထဲကိုကျွန်တော်ဒီ Arduino plug လေးထိုးဖို့အတွက်ဒီအပေါက်လေးဝင်သွားပြီပေါ့ဆိုတော့အဓိကတော့ဒီနေ့ lecture မှာတော့ကျွန်တော်တို့ဒီ extrude ရဲ့ extrude cut ရဲ့ဒီနှစ်ခုကိုသုံးပြီးတော့ဒီ sketch picture reference ထည့်ပြီးတော့ဆွဲလို့ရမယ့် model လေးတွေကိုပြောပြတာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီတကယ် realistic ပုံနဲ့တော့တော်တော်လေးတော့prototype အနေနဲ့ကြည့်မယ်ဆိုရင်တော့နီးဆက်ဆက်တော့ကျွန်တော်ရပြီပါနော်။ဆိုတော့ pivot ချမ်းနေမှာဆိုရင်လည်းတခြားကျွန်တော်တို့ထပ်ထည့်လို့ရတဲ့ဟာလေးရှိတယ်။နောက်တစ်ခုကထားတော့ဒီမျက်နှာပြင်ကိုကျွန်တော် sketch ဝင်လိုက်မယ်နော်။ဝင်ပြီးတော့ about ပေါက်မယ်။အဲ့တော့ circle အရင်ဆွဲရင်ဆွဲလိုက်ပါနော် about ပေါက်မယ်နေရာပြီးမှတော့အလေတဲ့ကိုကြာဖို့အတွက် line command တစ်ခုယူပြီးတော့ဒီအောင်ယူလိုက်ပြီး horizontal ပြီးလိုက်ပါနော် for construction horizontal ပြီး feature extrude ကနေဒီကောင်ပေါက်ပြီးလိုက်ဒါ tab ကတော့လိုသလောက်ပဲထည့်လိုက်ပါနောက်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ထိုးဖို့အတွက်ဒီနေချက်တွေပါထိုးဖို့အတွက်ဒီအပေါက်လေးတစ်ခုရပြီပါနော်ပြီးတော့မှကျွန်တော်တို့ဒီရှေ့မှာကျွန်တော် front camera ဆွဲမယ်ပေါ့နော်ဒီမှာကျွန်တော်ဒီပုံမှာကတော့ကျွန်တော်ဒီဘက်ကဟာနဲ့ပဲကျွန်တော်ကြည့်ပြီးဆွဲရတာပေါ့နော်ဒီမျက်နှာပြင်မှာ sketch ဝင်လိုက်မယ် sorry ပြောင်းပြန်ဖြစ်သွားတော့ဒီမှာ reference image ကိုခဏ highlight နော် hide ပြီးမှဒီမျက်နှာပြင်ကိုကျွန်တော် sketch ဝင်လိုက်ဆိုတော့စောက်ထိုးကြီးဖြစ်သွားတယ် okay အဲ့တော့ဘာလို့မလဲဆိုတော့ကျွန်တော်တို့ဒီ top plane ကနေ reference plane တစ်ခုယူလိုက်နော်ဒါစောက်ထိုးဖြစ်မသွားတော့ဒီ top plane ကိုယူမယ်ဆိုရင်ဒါအရှိဘက်ချမ်းပဲရောက်သွားလိမ့်မယ်အဲ့တော့ top plane ကနေကျွန်တော်တို့ဒီမှာ reference geometry plane ဆိုပြီးတော့တောင်းလိုက်တောင်းပြီးတော့ plane ကို over ချမ်းကိုပေါ့နော်အနောက်ဘက်ချမ်းကို flip offside နဲ့တောင်းလိုက်ဒီ thickness ကကျွန်တော်တို့ zona က 7.5 နဲ့ယူခဲ့တာ 7.5 and ဒါဆိုဒီမျက်နှာပြင်မှာကွက်တီရောက်သွားပေး image ချက်လိုက်ပါနော်အဲ့တော့ရလာတဲ့မျက်နှာပြင်အောင် select ပြီး sketch လိုက်နော် normal တူလို့လိုက်နော်ဟိုဘက်ကိုသွားခြင်းနဲ့ဆိုဒါမှမဟုတ်ရှေ့တိုင်းထားခြင်းနဲ့ဆိုရင်ဒီတိုင်းပဲထားဒါကကျွန်တော် bottom view ပေါ့နော်ဒါကအတက် view အဲ့တော့လောလောဆယ်ဒီတိုင်းပဲကျွန်တော်ယူလိုက်နော်ယူပြီးတော့ zona ကကျွန်တော် reference image ကိုဖွင့်မယ်ဒီ plane ကိုကျွန်တော်ခဏ highlight နော်ဒီ plane ကိုခဏ highlight ပြီးတော့ကျွန်တော်တို့ရတယ်ဒီပေါ်မှာပဲကျွန်တော်တို့ထပ်ပြီးဆွဲလို့ရတယ်ကင်မရာပေါ့နော်အဓိကဒီကင်မရာနေရာလေး circuit တစ်ခုကိုကျွန်တော်တို့ဒီနေရာလောက်ကနေဆွဲလိုက်မယ်နော်သူဒီနေရာမှာပေးထားတဲ့အရာစကျွန်တော်တို့ဒီနားလောက်မှာအဲ့တော့ကျွန်တော် extrude တယ် extrude က over ချမ်း1 mm လောက်ပဲdirection ကကျွန်တော်ဟိုဘက်ကိုသွားမယ်နော် mask browser အမှန်ကြီးဖြောက်ပြီးဒီမှာကျွန်တော် reference image ပြန် highlight အဲ့ဒါဆိုရင်ဒီမှာတင်နေရာလေးထွက်လာပြီနော်ရလာတဲ့ဒီမျက်နှာပြင်ကိုကျွန်တော် sketch ဝင်လိုက်မယ်
ထားတော့လုံးလို့ကျွန်တော်ဇောက်ထိုးဖြစ်ရင်လည်းဖြစ်သွားပြီသူ့ရဲ့ဖွဲ့စည်းပုံကဒီလိုမျိုးဖြစ်နေအဲ့တော့ဒီကင်မရာနေရာမှာကျွန်တော်တို့ဟိုဟာလုပ်လို့ရတယ်ဒီမှာ center point straight slot sorry straight slot straight slot ပါနော်ဒီကောင်းရဲ့ center point နေရာကနေဒီလောက်ထိတာဒါတော့ကျွန်တော်ကင်မရာနှလုံး view တို့ဘာလို့တက်ချင်လဲဆိုရင်ဒီ shape လေးကျွန်တော်ဆွဲလို့ရတယ်နော်စကေဒီကနေဒီတခုဆွဲမယ်နောက်ထပ်ဒီကနေဒီတခုဒီ circle နဲ့ဒီ circle နဲ့ကိုကျွန်တော်တို့ equal ချပေးလိုက်နော် control clock ကိုပြီးနေပြီးတော့ပြီးတော့ဒီ circle နဲ့ဒီ circle နဲ့ကလည်းကျွန်တော် equal ပြန်လုပ်ပေးလိုက်နော်ဒါမှကွက်တီဖြစ်တယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ feature h2 ပေါ်ပေးနေအတွင်း output ကိုပေါ့နော်1 milli my result မှန်ချင်းပြုတ်မယ်ပြီးရင်မှန်ချင်း confirm ပြန်လုပ်ပေးနော်ဒီနေရာမှာလည်းကျွန်တော်တို့ဒီမျက်နှာပြင်မှာလည်း sketch ဝင်ပြီးတော့ circuit တစ်လုံးဆွဲပြီးတော့ h2 တင်မယ်ဒါနဲ့ equal လုပ်ပေးလိုက်နော်ပြီးရင်ဒီမှာ h2 ပေါ်ပြီး output ကိုပဲ1 milli mass result မှန်ချင်းဖြုတ်ဟောတော့အောက်ထဲဝင်သွားတယ်အပေါ်ဘက်ပြန်တက်မှာပေါ့နော်ဒီဘက်ပေါ်ဘက်ပြန်လာမှာဒါမှဒီလိုထွက်လာโอเคအဲ့တော့ဒီဟာလေးတော့ကျွန်တော်ရလာတဲ့ဟာကိုကျွန်တော်တကယ်ကင်မရာအတိုင်း realistic ပုံစံအတိုင်းထွက်ဖို့အောင်ကျွန်တော်ထပ်လုပ်အောင်မယ်ပေါ့နော်အဲဆိုတော့လောလောဆယ်ဒီ appearance ကိုကျွန်တော်ဆွမ်းနာကဒီ cover သုံးခဲ့တဲ့ aluminum ဒါလေးပေါ့နော်ဒါလေးကိုဒါကျွန်တော်မတူတဲ့ဟာလေးကျွန်တော်ရွေးလိုက်မယ်ဒါငွေအောင်လေးထားလိုက်မယ်ဒီကောင်အဲ့တော့ရလာတဲ့ဒီဟာပေါ်မှာ sketch ဝင်လိုက်နော်ဝင်ပြီးတော့ကျွန်တော်တို့ကင်မရာဟိုလေးဆွဲမယ်ပေါ့နော်ကင်မရာအပေါက်လေးဆွဲဖို့အတွက်ဒီလောက်ပဲချလိုက်မယ်ဒီဘက်ကဆိုဒီနှစ်ခုကို equal relation သတ်မှတ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဆွမ်းနာအတိုင်းပဲ feature h2 ကန်နဲ့အောက်ကိုကျွန်တော်ဆင်းပြီးတော့ draft angle 60လောက်ထည့်ပေးလိုက်ဒီဘက်ကဟာအတွက်မရကျွန်တော်ထပ်ပြီးတော့လုပ်လိုက်ပါနော်စကဲဆွဲမယ် dimension မသိရင်ဒီဘက်ကတခုနဲ့ပဲညီမျှချင်းချပေးလိုက်နော်ပြီးရင် feature h2 ကစနကောင်အတိုင်းပဲ draft angle 60အဲ့ဒီပေါ်ကကျွန်တော်နောက်ထပ်မှန်အထက်လေးတွေကျွန်တော်ထပ်လိုက်ဒီမျက်နှာပြင်ပေါ်ကနေကျွန်တော်နောက်ထပ် circle convert entity နဲ့ပဲဒီနှစ်ခုစာပေါ့နော်ပြီး feature h2 ပေါ်ပေးနဲ့ကျွန်တော်အရင်အထူကြီးတော့မဟုတ်ကျွန်တော် 0.5 လောက်ဒီနေရာမှာဒါသတိထားပြီနော် mass present သတိထားဒါမှတို့မျိုးထည့်လို့အဲ့ဒီကောင်မှကျွန်တော်တို့ကဟိုဟာနဲ့ဒီဘက်ကကျွန်တော် glass နဲ့နော် glass metal နော်ဒီနှစ်ခုအုပ်ပေးလိုက်အဲ့ဆို glass ပေးလိုက်တယ်ဆိုရင်ဒါမှန်ပုံစံပေးလိုက်တယ်ဆိုရင်ဒါအောက်ကတော့ဒီကင်မရာဟိုဟာလေးအချိုင်လေးတွေပေါ်လာလိမ့်မယ်
အကယ်၍ဒီဟာကကျွန်တော်အရင်နီးဝေးတယ်နည်းနည်းခွာနေသေးတယ်ကတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီငကိုမူလဆွဲခဲ့တဲ့ဟာပေါ့နော်ဒီ bot h2 အဲ့ဒီကောင်စမ်းကြည့်လိုက်နော်ဒီ7နဲ့ဆိုင်လာဆို7နဲ့တော့မဆိုင်ဒီကနေဒီကောင်ပေါ့နော်ဒီဟာကို edit sketch ပေါ့နော်ဝင်ပြီးတော့ကျွန်တော်နည်းနည်းခြုံလို့ရတယ်ဒီလောက်ထိခြုံလို့ရတယ်နော်အကယ်၍လိုအပ်ရင်ခြုံလို့ရတယ်ဗျာဒါဆိုရင်နေသွားတယ်ဒါတော့ကျွန်တော်ရှေ့ရဒီကင်မရာလေးတုံးဆွဲတာပေါ့နော်အကယ်၍ကျွန်တော်လေးလုံး view တွေပါဆွဲခြင်းနေဆိုရင်လည်းဒီဟာကိုဒီအခုကျွန်တော်လုပ်ခဲ့တဲ့ဟာကိုဒီဘက်ကိုကျွန်တော်တို့ button ပြန်ပွားလို့ရတယ်နော်button ပြန်ပွားတာတော့ကျွန်တော်နောက်လက်ချလေးမှာဆက်ပြောမယ်နော်အဲ့တော့ဒါကတော့နည်းနည်းတော့ကျွန်တော်အင်ကာတော့စုံသွားပြီပေါ့နော်ဆိုတော့ဒီပုံစံလေး isometric view လေးအတိုင်းပဲကျွန်တော်ထားလိုက်နော်ဒီကြည့်ကောင်းမဲ့အနေထားလေးတစ်ခုထားလိုက်ဒါဆိုရင်ကျွန်တော်တို့ file save လို့ရတယ်အဲ့တော့ file save control s နဲ့ file save မယ်ကျွန်တော် desktop ပေါ်မှာပဲiPhone ဆိုပြီးတော့ save လိုက်ပါနော်တခုကျွန်တော်သတိထားကမှာကဒီကောင်တွေကတက်ချာတွေပါတယ်ပေါ့နော်ဒါလိုမျိုးဒီလိုဟာလေးတက်ချာပါတဲ့အတွက်သူ့ကိုကျွန်တော်တို့ဟိုဟာလုပ်တဲ့အခါ file save ပြီးတော့တတ်မှတ်တဲ့အခါမှာဒီ texture reference လေးရှိမှာပေါ့နော်ဒီပုံလေးကိုအဲ့ဒီ texture reference ကိုဒီကျွန်တော်ဆွဲထားတဲ့ SolidWorks file နဲ့တွဲပြီးတော့ folder တစ်ခုတည်းထဲမှာပေါင်းပြီးတော့ save folder တစ်ခုတည်းမဟုတ်ဘဲနဲ့တည်တံ့တနေရာစီမထားနဲ့နောက်တစ်ခုကဒီ reference ကျွန်တော်တို့ထည့်ထားတဲ့ဒီ external reference ပုံပေါ့နော် external reference ပုံပေါ့ဒီ texture သုံးထားတဲ့ဒီ screen ပေါ်မှာသုံးထားတဲ့ပုံ reference ပုံကို SolidWorks path file ရောဒီဟာတွေအကုန်လုံးကို folder တစ်ခုထဲမှာကျွန်တော်တည်တံ့ထားပြီးတော့ကျွန်တော်ကလက်ရှိလို့ဆိုကြည့်ရတာရှားအဆင်ပြေအောင်လို့ desktop ပေါ်မှာတင်ထားတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာဒီ SolidWorks မှာဒါမျိုး appearance တွေထွက်အောင်ရဖို့အတွက်ကဒီ review graphic လိုတယ်ပေါ့နော် review graphic မပိုင်ဒါကျွန်တော်တို့အခုဒါ review graphic ကိုပိတ်လိုက်တဲ့ဟာပေါ့နော် review graphic ကိုပိတ်လိုက်ရင်တော်တော်လေးကျွန်တော်တို့ဒီမှာသိတာတယ်နော်ပြန်ဖွင့်ပြမယ်ဒါဆိုရင်ဒီမှာ review graphic ပါတာကပြောင်ပြောင်လက်လက်လေးနော် review graphic မပိုင်အဲ့လောက်ကြီးမသိတော့ဒါပေမဲ့တခုရှိရတာ texture တွေရဲ့ quality ကောင်းရင်လည်းရတယ်ဒီအခုကျွန်တော်တို့ဒီမှာထည့်ထားတဲ့ texture quality ကောင်းကောင်းသုံးထားမယ်ဆိုရင်ကျွန်တော်တို့ teacher reference ရှာပြီးတော့ download ချပြီးတော့လုပ်မယ်ဆိုရင်လည်းရတယ်အဲ့တော့ဒီဘက်မှာကျွန်တော်တို့တစ်ချက်ပြမယ်နော် solid body အားလုံးကျွန်တော်တို့က12ခုဖြစ်သွားတယ်နော်ဘယ်ဟာဘာဆိုတာကျွန်တော်လောလောဆယ်ခွဲခြားမရတော့ဆိုတော့ဒီဟာတွေကိုကျွန်တော်တည်တံ့ analyze ပြန်လုပ်ကြည့်အောင်ဆိုတော့ဒီမှာအရေးကြီးတာကဘာတွေရှိမလဲဆိုတော့ဒီ object ပေါ့နော် cover ပေါ့ဒါကိုထောက်လိုက်ဒီမှာ get h2 ဒီလောက်မှာဆိုပြီးပေါ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော် rename လုပ်လိုက်မှတ်လွယ်အောင်လို့ rename tree icon select right click rename tree icon ပြီးရင်ဒါကျွန်တော် aluminum cover ဆိုပြီးတော့ပြလိုက်နော်ကာဗာဆိုတာဟိုလိုဖုံးကာဗာမဟုတ်နော်ဘေးပတ်ပတ်လေးဟိုလောက်ထားတဲ့ကာဗာလေးပေါ့နော်ဒီဘေးပတ်ပတ်လေးဆိုတော့အဲ့ဒါလောက်ချင်အပြင်ကျွန်တော်ဘာကြိုးကျေးဇူးရှိလဲဆိုတော့ထားပါတော့ဒီဟာကိုကျွန်တော်ကမလိုအဲ့လိုခဏကျွန်တော် view ကနေခဏ hidden လောက်ထားခြင်းတယ်ဆိုရင်ဒီကအလွယ်တကူရှာပြီးတော့ hide လိုက်လို့ရတယ်ဒါဆိုရင်ဆောနာကကျွန်တော်ဒီ aluminum ကာဗာလေးကျွန်တော်မပါတော့မပါဘဲနဲ့မပါတော့ဘဲနဲ့ဒီဟာတွေပဲတည်တံပေါ့နော်ဒီအလေကဒါကတော့ကျွန်တော်တို့ကဟောပေးထားလို့ပေါ့နော်sorry ဆိုတော့ aluminum cover မဟုတ်ကျွန်တော်ကဘာလဲဆိုတော့ gold cover ပေါ့နော်ဒီကောင်ကဒီရွှေအောင်တုတ်ထားတာဆိုတော့ gold cover ပေါ့နော်အဲ့ဒါကိုကျွန်တော်ခဏ hide လိုက်မယ်နော် select ပေးပြီးဒါဆိုရင်ဒါအလဲကဒီဖုန်းရဲ့main frame ပေါ့နော် body ပေါ့ထောက်လိုက်တယ်ဆိုရင်ဒီမှာဒါလေးပေါ်လာလိမ့်မယ်အဲ့တော့ဒါကိုကျွန်တော် select right click main frame ဆိုပြီးတော့နာမည်ပေးလို့ရတယ် main body ပေါ့နော် main part သို့မဟုတ် main body ပေါ့ okay ဒါကိုလေကျွန်တော်တို့ကဒီ main body ကိုလည်းခဏ hide လိုက်မယ်နော်အဲ့ဒါဆိုဘာတွေကြံမလဲဆိုတော့ဒီမှာကင်မရာတွေ cloud တွေဒါလေးတွေကြံမယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တခုချင်းစီတီးတဲ့ဒီလိုမျိုးလေးတွေကျွန်တော်ပတ်တီတွေအများကြီးပြန်ခွဲထုတ်လို့ရတယ်
နော်အဲ့တော့ဒါတွေကကျွန်တော်အသေးစိတ်မလုပ်ပြတော့နော်ဆိုတော့ဒီလိုမျိုးဒီ solid body တွေကိုဆိုတော့ mass process မလုပ်ဘဲနဲ့ဒီလုပ်ချင်းအပြင် solid body အရေးအတွက်တွေဒီလိုမျိုးများလာတာကျွန်တော်တို့အတွက်အများကြီးအကျိုးကျေးဇူးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ pad တွေကိုတစ်ခုချင်းစီကျွန်တော်တို့ကခွဲထုတ်ပြီးတော့ analyze လုပ်ချင်တဲ့အခါမှာပဲဖြစ်စီဒါမှမဟုတ် pad တစ်ခုချင်းစီကိုကျွန်တော်တို့က detail ပြန်ပြီးတော့ထုတ်ချင်တဲ့အခါမျိုးပါဖြစ်စီအများကြီးကျွန်တော်လုပ်လို့ရတယ်။အကယ်၍ဒါကျွန်တော်တို့ကအခုဒီ solid body 12ခုကတပေါင်းတစ်စီးတည်းဖြစ်နေတယ်ဆိုရင်ပေါ့နော်။ဒီကောင်ထားပါတော့ကျွန်တော်တို့ combine နဲ့တစ်ချက်လုပ်ကြည့်မယ်။ဒီမှာ solid body 1ဆိုပြီးတော့ဖြစ်နေတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ base frame တွေ cloud တွေပါတယ်ညာတွေတီးတန့်ကိုလိုတဲ့အပိုင်းတွေကိုပဲတီးတန့်ခွဲထုတ်ချင်တယ်ဆိုရင်ခွဲထုတ်လို့မရတော့ဟုတ်ပြီနော် control z ပြန်သွားလိုက်မယ်အဲ့တော့ဒီ solid body တွေကိုဒီလိုမျိုးအများကြီးထားတာဒီလိုအခြေအနေတွေရအောင်ကျွန်တော်တို့ design ဆွဲပြီပါဒါတွေကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ multi body pad လို့ခေါ်ပါတယ်ဒီကျွန်တော်သုံးနေတဲ့ product တွေကဒီစိတ်ပိုင်းကတစ်ဆက်တည်းဖြစ်နေတဲ့အရာဝတ္ထုဆိုတာရှားပါတယ်ဟိုပြောမယ်ဆိုရင်အစိတ်ပိုင်းလေးတွေတစ်ခုနဲ့တစ်ခုပေါင်းစပ်ပြီးတော့မှ product တစ်ခုထွက်လာတာပါအဲ့ဒါလေးတွေကိုလည်းလိုကျွန်တော်ဖြုတ်လို့တက်လို့လွယ်အောင်ဒါမှမဟုတ် production လုပ်တဲ့အခါတီးတန့်ပတ်တစ်ခုချင်းစီအနေနဲ့တီးတန့်ကျွန်တော်ဖယ်ထုတ်လို့ရအောင်တီးတန့် export လုပ်လို့ရအောင်အခုလိုမျိုး multi body pad တွေနဲ့ခွဲခြားပြီးတော့ဆွဲတာကကျွန်တော်အများကြီးအကျိုးကျေးဇူးရှိပါတယ်နောက်တစ်ခုကဒီအောက်မှာဒါကိုခဏကျွန်တော်ပြန်လုပ်လိုက်မယ်နော်ပြန်ချုံလိုက်မယ်အောက်မှာဒါ feature manager တွေမှာပါကျွန်တော်တို့ဆွဲခဲ့တဲ့ history ပေါ့နော်ဒီကနေဒီထိဒီမျိုးကျွန်တော်ဆွဲခဲ့တယ်ပေါ့အဲ့ဆွဲခဲ့တဲ့ step တွေကိုလည်းကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ folder လေးတွေနဲ့ပြန်ပြီးတော့ပိုင်းခြားလို့ရတယ်နော်အဲ့တော့ဒါ H21 မှာကျွန်တော်ဒါဆွဲခဲ့တယ်ဒီထိရောက်မယ် H2 number 3ဒီကောင်အဲ့တော့1နဲ့2နဲ့ပေါ့နော်2ကဒါဒီရောက်အဲ့တော့ဒီ1နဲ့2နဲ့ကျွန်တော်တို့ကနှစ်ခုကို control select ပေးပြီးတော့ right click ထောက်မယ်ပြီးရင် add to new folder ဆိုပြီးတော့ထားလိုက်ပြီနော် new folder ကိုကျွန်တော်ပါနာမည်ပေးမလဲဆိုတော့ main body ဆိုရင်နာမည်ပေးလိုက်မယ်ဒီနေရာမှာကျွန်တော်မတူဘူးเนาะပထမဒီ solid body မှာပေးထားတဲ့ main body ဆိုတာကသူရဲ့ဒီ pad ကိုကျွန်တော်တို့ကပေးတာနော် solid pad ကိုကျွန်တော်တို့နာမည်ပေးတာအခုဒီမှာပေးတဲ့ folder main body ကကြတော့ main body ဆွဲဖို့အတွက်သုံးခဲ့တဲ့ features တွေကိုတည်တံ့ကျွန်တော်တို့ကတအုပ်စုထဲမှာဟို folder တစ်ခုထဲမှာစုလိုက်တာပေါ့နော်ဒီ main body ဆွဲဖို့အတွက် H2 number 1နဲ့ H2 number 2ဆိုတဲ့ feature နှစ်ခုကိုသုံးခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့အကယ်၍ထားပါတော့ကျွန်တော်တို့ကဒီ main body ဆိုတဲ့ pad ကိုပြန်ပြင်နေတယ်ဆိုတော့ site ကိုပြင်နေတယ်ဆိုရင်ဒီကနေကျွန်တော်အလွယ်တကူလာပြင်လို့ရတယ်ဆိုတော့ဒီဖုန်းရဲ့ lens နဲ့ width နဲ့ကိုကျွန်တော်တို့က lens ထားပါတော့ရှေ့ချင်တယ်ဆိုတော့နော် site ကိုရှေ့ချင်တယ်ဆိုတော့အဲ့ဒါဆိုရင်ဒီ main body အောက်က H2 number 1ရဲ့အောက်မှာရှိတဲ့ sketch ကိုအဲ့ဒီထောက်ပြီးတော့ကျွန်တော်တို့ထားပါတော့ဒီလောက်ကျွန်တော်ရှေ့လိုက်မယ်ပြီးရင်မရှိခင်ကျွန်တော်တို့ဟိုဟာလေးတစ်ချက်မှတ်ထားလိုက်နော် dimension လေးတစ်ချက်မှတ်ထားလိုက်အောင်125.6ပေါ့နော်125.6အဲ့ဒါကိုကျွန်တော်တို့က140လောက်ရှည်လိုက်တယ်ပေါ့နော် axis ပြန်ထားလိုက်အဲ့ဒါဆိုရင်ဒီမှာ direct side ရှည်သွားပြီအဲ့ဒါနဲ့အတူတူကျွန်တော်တို့ကလိုက်ပြီးတော့ဒီကောင်းကိုပါပြင်ရမယ်ပေါ့နော်အောက်ကဘော H22 scale edit ဝင်ပြီးတော့သူနဲ့ကိုက်မဲ့နေရာတစ်ခုရောက်အောင်လိုက်ပြီးတော့ပြင်ပြရမယ်အဲ့လိုပဲကြံတဲ့ဟာတွေကိုလည်းကျွန်တော်ဒီမျိုးလိုက်ပြီးတော့ဟို design တစ်ခုချိန်မယ်ဆိုရင်သူနဲ့ဆက်တဲ့ဟာတွေပါကျွန်တော်လိုက်ပြီးတော့ပြင်ရတော့မှာပေါ့နော်ဒီမှာဒီ H2 လောက်ထားတဲ့ဟာဒါကကျွန်တော်ဘေးကပါပေါ့နော်အဲ့တော့ဒီနေရာမှာရှိတဲ့ဒါလေးနော်ခေါင်းလေးတွေရဲ့ position လေးပါကျွန်တော်ကပြောင်းရတော့မှာပေါ့နော်အဲ့တော့ဒါတော့ကျွန်တော်အများကြီးကြာသွားလိမ့်မယ်နော်ဆိုတော့လောလောဆယ်ဒီမှာကျွန်တော်တို့ဒါလေးတွေကိုတစ်ချက်လေ့ကျင့်ကြည့်ပါနော်အဲ့တော့ဒီဟာအတွက်ကျွန်တော်လက်ချာကsorry ကြံသေးတာလေဒါကိုကျွန်တော်တို့ folder လေးပြန်ပြီးတော့လုပ်လာအောင်မယ်နော်ဒါက base ကပါဒါကကျွန်တော် cloud ပေါ့နော်ဒီ cloud ဆိုတော့ဒါကိုကျွန်တော် base ကပါအတွက်ကကျွန်တော်သူက
Fora အနေနဲ့သုံးလို့ရတယ်ဒါပေမဲ့ Fora သုံးတယ်ဆိုတာကဒီအနည်းဆုံး2ခုလောက်ရှိမှကျွန်တော် Fora သုံးတာပေါ့နော်ဘာလို့ဆိုတော့ချုပ်ပြချင်တာ2ခုရှိတဲ့ဟာကို Fora တစ်ခုတည်းထည့်လိုက်မယ်ဆိုရင်သူ့ရဲ့ဒီနေရာမှာ item တစ်ခုတည်းဖြစ်သွားတယ်အကယ်၍ဒီဟာက cover အတွက်ကတစ်ခုတည်းရှိတာ Fora ထည့်မယ်ဆိုရင်တစ်ခုကတစ်ခုပဲမထူနော်အဲ့တော့ကျွန်တော်ဒါ rename မဲ့ပေးရုံနဲ့ရတယ်ခိုးကပါလို့ပဲကျွန်တော် rename ပေးလိုက်နော်နောက်ကဒီလိုဟာမျိုးဆိုရင်ထားပါတော့ဒါခလုတ်ပေါ့နော်ဒါခလုတ်ကဒီ for h2 ရယ်နောက်တစ်ခုကဒုံးရယ်နှစ်ခုပေါင်းပြီးဆိုရင်ဒါဆိုရင်ဒီ for h2 နဲ့ဒုံးနဲ့ select right click add to new folder ဆိုပြီးတော့ကျွန်တော်ဖွင့်လို့ရတယ်ဆိုတော့ button ပေါ့နော် PUTD ဟို button ဆိုပြီးတော့နာမည်ပေးလိုက်လို့ရအဲ့ဒါဆိုရင်သူကဒီ folder တစ်ခုဖွင့်တယ်ဆိုတာအနည်းဆုံး2ခုကိုကျွန်တော်တို့ကခြုံလိုက်တယ်2ခုသုံးပုံ2ခုထပ်ပို့တဲ့ item တွေကိုကျွန်တော်တို့ကဟိုတက်နိုင်သမျှဟိုနေရာအများကြီးမယူအောင်လို့ခြုံပြီးတော့သုံးတဲ့သဘောတရားပါနော်ဆိုတော့ January လည်းအဲ့တိုင်းပဲထားပါတော့ဒီမှာဆိုရင်ကျွန်တော်ဒီ cloud ပေါ့နော်အဲဒီကဒါတော့ cloud ကတော့ဒီဒါပဲ rename ပေးလိုက်ပါနော်cloud အတွက်ကကျတော့ sorry ကျွန်တော်ဒီမှာ2ခုရှိတယ်ဒီကောင်နဲ့ဒါနဲ့နော်အဲ့ဒါဒီကိုလည်းကျွန်တော် select right click add to new folder ဒါကျတော့ကျွန်တော် on off ပေါ့နော်on off button ဒါမှမဟုတ်ကျွန်တော် sound button ပေါ့နော် sound အတန်တိုးချော button ဆိုတော့ဒါလေးတွေနော်အဲ့တော့ကျွန်တော် January လေးလုပ်လို့ရမယ်ရတဲ့ဟာတွေအများကြီးရှိပါတယ်နော်ဒီဘက်က front camera တစ်ချက်ကြည့်ကြည့်အောင် front camera ဆွဲဖို့အတွက်ကျွန်တော်ဒီ plane ပါမယ် control clock ကိုပြီးနေတာထားပါမယ်ဒါပါမယ်ကျွန်တော်ဒီဟာပါမယ်ဒီဟာပါမယ်ဒီက h2 နော်ဒီအုပ်စုလိုက်ကို select right click ကျွန်တော် add to new folder front camera ဆိုပြီးတော့ကျွန်တော်ပေးလိုက်နော်ဒါလေးပါကြံခဲ့တယ် get extrude ကြံခဲ့တဲ့ဟာတွေဆိုရင်ကျွန်တော် left click နဲ့ဖိပြီးတော့ဒီထဲကိုရွှေ့ပြလိုက်နော်ဒါလည်းကြံခဲ့ left click နဲ့ဖိပြီးတော့ဒီထဲကိုရွှေ့ပြလိုက်နော်အဲ့ဒါဆိုရင်ဒီမှာတစ်ချက်ကျွန်တော်တို့ကြည့်ကြည့်လိုက်ကျွန်တော်တို့ရဲ့ဒီဘက်က feature manager design tree ပေါ့နော်ဒီ tree item တွေကိုအခုလိုလေးသူ့ folder နဲ့သူတည်တံ့စီကျွန်တော်တို့ကဟိုဟာတစုတစည်းနဲ့ထားလိုက်ခြင်းအပြင်ဘာတွေအကျိုးကျေးဇူးရှိလဲဆိုတော့ဒီအရင်ရှုပ်ထွေးမနေတော့တခုခုပြင်ခြင်းလို့ပြင်မယ်ဆိုရင်လည်းကျွန်တော်တို့ကဝင်ရခတ်တာအရင်မခတ်တော့ဆိုပါတော့ဒီကောင်လေးတွေကသေးနေတယ်ပေါ့နော်စက်ကဲဒီ cloud လေးတွေကသေးနေတယ်ကြီးကျင်တယ်ဆိုရင်ဒီမှာဒါ on off button ရှိဒီကောင် on off button မှာရှိတဲ့ဒီစက်ကဲပေါ့နော်အဲ့ဒါလေးတွေကို edit scan ဝင်ပြီးတော့ diameter အတိအကျနဲ့ပဲဖြစ်ဖြစ် menu တွေနဲ့ပဲဖြစ်ဖြစ်တောက်လိုက်ပြီး axis เนาะဒါဆိုရင် design ကိုကျွန်တော်တို့လို့ adjust လုပ်လို့ရတယ် design ကိုလို့ပြင်လို့ဆင်ပြေတယ်ပြင်ပြီးသားရင်တော့ပြန်ပြီးတော့ခြုံလိုက်ပါနော်အဲ့တော့ကျွန်တော်ဒီလိုတွေလုပ်ခြင်းအပြင် design ကကျွန်တော်တို့အများကြီးဒီအကျိုးကျေးဇူးရှိပါတယ်နော်အဲ့တော့ကျွန်တော်တင်မဲ့ပုံစံကတော့ဒီ feature တွေအရင်များလာတယ်ဆိုရင်သူကလည်းဒီလိုလေးတွေအုပ်စုလေးတွေခွဲပြီးတော့သုံးထားပြီပေါ့နော်ဒါကျွန်တော်အများကြီးကျေးဇူးရှိပါတယ်ဆိုတော့ဒီနေ့ lecture ကတော့ကျွန်တော်ဒီဟာအတွက်ကိုဒီလောက်ပါပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်ဒီ record တွေဖန်ထားတာရှိရနော်အားလုံးကျွန်တော်တို့ဟိုတနာရီ9မိနစ်တနာရီ10မိနစ်စာလောက်ရှိမယ်ပေါ့နော်ဒါအဲ့ဒါလေးကိုအစဆုံးပြန်ပြီးတော့တစ်ခေါက်3ခေါက်လောက်နားထောင်ပြီးတော့ပြန် practice လုပ်ကြည့်ပေါ့ဆိုတော့သူနဲ့တွဲပြီးတော့ဒါလေးတွေကိုရှာပြီးတော့ reference ရှာပြီးကို idea နဲ့ကိုဆွဲကျင်လဲရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ပေးထားတဲ့ဟာအတိုင်းပဲဆွဲရင်လည်းဆွဲပါနော်